2015မှာထပ်မံထွက်ရှိလာမဲ့ mobile game အသစ်၄မျိုး1 Resident Evil 3 iOS တည်တဲ့မှာဖြစ်လို့ Android fan တွေတက်ကတော့စိတ်မကောင်းပါဘူး Original Resident Evil 3ကိုစော်ဘူးရင်ဒါမှမဟုတ်2020 remake ကိုစော်ဘူးရင်တော့ဒီ game ကဗီဒီယိုနဲ့ရင်းနှီးနေမှာပါ offline map ဖြစ်ပြီးတော့ console level အပြည့်အဝကို mobile မှာခန်းစားရမှာပါနှစ် Moko action shooter game အမျိုးအစားဖြစ်ပြီးတော့ overview camera angle နဲ့မို့လို့ mobile game တွေအကြိုက်တွေ့မှာပါ graphic ကိုကလာပြီးထူးခြားတဲ့အပြင် customization တွေလည်းစုံစမ်းပါတယ် weapon တွေ character တွေကိုအဆင့်မြင့်ပြီး level တွေကိုနိုင်အောင်ဆော့ရမှာပါ iOS နဲ့ Android မှာရောရပါတယ်3 Battle Cars PvP game ဖြစ်တဲ့အတွက်ရှင်ပြန်ကြိုက်ခတ်ရတာကိုသဘောကျတဲ့သူတွေဆော့တင်ပါတယ်ကိုကားကိုအဆင့်မြင့်ပြီးလက်နက်တွေတက်သူများကားကိုဘလို့အနာယူရမလဲဆိုတာစဉ်းစားရင်ဆော့ရမှာဖြစ်တဲ့အတွက်စိတ်လှုပ်ရှားပြအရန်ကောင်းပါတယ် Android ကို iOS မှာရောရပါတယ်4 Crunchyroll Tangami မြင်တဲ့ game graphic မျိုးမဟုတ်တဲ့ 2D နဲ့ 3D ပေါင်းစပ်ထားတဲ့ game မျိုးပါဂျပန်စက်ကူခေါင်ပြီးအမျိုးမျိုးကိုအခြေခံထားတဲ့ကမ္ဘာထဲမှာဖန်တီးထားတဲ့အလားပါတွေကိုခန်းစားရင်းဗဟေလိတွေကိုဖြည့်ရှင်းရမှာဖြစ်ပါတယ်စောစာကအနည်းငယ်ပါပေမဲ့အေးအေးလူစောရတဲ့ game မျိုးကိုကြိုက်တယ်ဆိုရင်တော့ sensor ကြည့်သင့်ပါတယ် Android ကို iOS မှာရောရပါတယ်